ဦးရောဒီကံပက်လက်မျိုးလို့အမည်တွင်ပုံလေးကိုပြောပြလို့ရမှာ အသေးစိတ်မသိဘူး အသေးစိတ်တော့မသိဘူးခင်ဗျကျေးဇူးပါပဲကံပက်လက်မျိုးလို့ဘာလို့ခေါ်လဲသိလား ခါလာမျိုးလားတိရလို့တပြရတော့ ဘလို့မရောက်တော့ပါလဲစောင်းထဲမှာလားဟုတ်လေကံပက် ဖတ်ဘူးလားဗော ဘလို့ဖတ်ဘူးလေ အမေကလည်း နေပါပြီ ကန်ထဲမှာပလဲ ကံထဲမှာပလဲရှိတယ် အားကြောင့်ကန်ပလဲ ပလဲ ဒီကံပက်လက်မြို့ဟောင်းမှာရေကန်ရှိပါတယ်အဲ့ဒီရေကန်ထဲမှာပလဲရှိတယ်လို့ဆိုပါတယ်ပလဲဆိုမုတ်ကောင်မဟုတ်ဘူးအဲ့တော့ပလဲရှိတယ်အဲ့ဒီပလဲကိုတူးရင်းနဲ့တူးတဲ့ခါမှာဘယ်လိုတူးလဲဆိုတော့လက်နဲ့ပဲတူးတယ်လက်နဲ့တူးတော့ကံကိုလက်နဲ့ပက်တယ်တူးတယ်ဒါကြောင့်လို့ကံပက်လက်လို့လဲချိုလဲအဆိုရှိပါတယ် ဒါမှအခုမြန်မာလိုကံပက်လက်လို့ခေါ်တဲ့အကြောင်းကြီးတော့မပြောပြရ အကြောင်းကကျတော့အဲ့မှာ तू ကပလဲတွေ့တယ်လို့ပြောတယ်ပလဲအနက်ကလေးလည်းတွေ့တယ်အဖြူလည်းတွေ့တယ်ပလဲအနက်အဖြူတွေ့တယ်လို့ပြောတယ်အဲ့ဒါနဲ့အဲ့လိုအဖြူနဲ့အနက်ပေါ့နော်သူတို့တွေ့တာနဲ့အဲ့ဒါကြောင့်အဲ့ဒီချင်းကစားပြီးတော့ခါမှာကံပလဲဆိုပြီးတော့ခါမှာဘယ်လိုပြောတာကံပလဲဆိုပြီးတော့ခါမှာခေါ်တာကံပလဲကနေနေရခေါ်တာကြာလာတဲ့အချိန်ကျတော့ကံပလဲဖြစ်သွားတယ်ဟုတ်ကဲ့ ကျေးဇူးပဲမာကြီး အင်ကကန်ကြီးကြီးစီတာခုမျိုးဟောမှာကန်ကြီးကြီးစီတယ်အဲ့ဒီကန်ကြီးကြီးထဲမှာငကားကြီးတကောင်စီတယ်တဲ့အဲ့ငကားကြီးကိုအဲ့ရေကိုနော်အဲ့ကန်ကိုအကုန်လုံးပက်ထုတ်ပြကြတယ်ငကားကိုရအောင်ပေါ့ဒီကိုပက်ထုတ်တဲ့ခါကျတော့အဲ့မှာဟိုငကားလည်းရတယ်ရေကိုပက်ထုတ်တဲ့တော့ကြောက်အဲ့ဟာကို ကဲအဲ့ရေကိုပက်ထုတ်တယ်ကံပက်လက်နဲ့ပက်တယ်ကံပက်လက် အဲ့ဒီရေကိုကန်ကြီးကိုပက်တဲ့တော့ကြောက်အဲ့ကန်ပက်လက်လို့အမည်တော်ကြဖို့တယ် အဲ့ဒီကန်ထဲမှာပလဲတွေရှိတယ်လို့ပြောကြတာပဲကြားဘူးလားတော့ အခုကျွန်တော်မေးခဲ့တဲ့အတိုင်းပဲကံပက်လက်မျိုးကိုဘာကြောင့်ဘလို့ကြောင့်ဘယ်သမိုင်းချစ်လက်ကြောင့်ကံပက်လက်မျိုးလို့ခေါ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်မေးခဲ့တဲ့အချိန်မှာတချို့ကလည်းရေကန်လေးရှိတယ်တချို့ကလည်းပလဲရှိတယ်တချို့ကလည်းငကားတွေရှိတယ်ဒါတွေကတော့ဒီဒဏ္ဍာရီလိုပုံမြင်လိုဇလန်းနေပေါ့ဒါပေမဲ့ဒီကံပက်လက်မျိုးနဲ့ပတ်သက်ပြီးတော့တကယ်ကိုရေကန်တော့ရှိနေတယ်ပြီးတော့တကယ်မြို့ဟောင်းကလည်းဒီနေရာနဲ့3မိုင်ဝေးတဲ့နေရာမှာရှိနေတယ်အဲ့ဒီမြို့ဟောင်းကိုပြမဲ့သူအဲ့ဒီရေကန်ကိုလိုက်ပြမဲ့သူကိုကျွန်တော်ရှာပြီးတော့ဒီနေရာကိုကျွန်တော်ရောက်အောင်သွားမယ်ရေကန်မှာရေရှိသေးရဲ့လားပလဲရှိရဲ့လားငကားရောတကယ်ရှိလားဆိုတာတော့အဲ့ကန်ကြရင်တော့တွေ့ကြပါပေါ့အခုဒါမြို့ဟောင်းလို့ဒီကံပက်လက်မြို့ဟောင်းလို့ဒီတတ်မှတ်တဲ့နေရာပေါ့ဒီနေရာမှာအိမ်တော့မြို့တည်ခဲ့တယ်ဆိုတဲ့အချက်လေးနဲ့ပတ်သက်ပြီးတော့တက်တည်ပြစရာဆိုလို့အခုတော့ဘူတဲ့သလုံးရှိအရင်ချိန်တော့ဒီမှာဘူတဲ့တော်တော်များများရှိခဲ့မယ်တော့ပေါ့ပဲအဲ့ဒါတွေကိုကျွန်တော်တို့ဒီမှာရှိတဲ့ဒီရကန်တိုင်းသားတွေကျွန်တော်တို့မေးမယ်အခုလောလောဆယ်ကတော့ဒီမပြင်းမစည်းပဲနဲ့ဒါသူရဲ့ရှင်းလေးရတိုင်းတန်ခဲ့တဲ့အင်္ဂလိပ်ဘူတယ်အဲ့ဒါကိုကျွန်တော်ဝင်ပြီးလေ့လာမယ်ဒီနေရာတော့ကံပက်လက်ရဲ့ယူဟောင်းမယ်ဒီချင်းမျိုးသမီးဟာဒီဘူတဲ့ကိုထင်းထင်းဆုံးရှုံနေပါတယ်။ကွယ်လွန်ခဲ့ပြီဖြစ်တဲ့သူ့အမျိုးသားဟာဒီဘူတဲ့ကိုစတင်ထင်းထင်းဆုံးရှုံဖို့အင်္ဂလိပ်အစိုးရကတာဝန်ပေးခဲ့ခြင်းဖြစ်ပါတယ်။အမျိုးသားမရှိတော့တဲ့နောက်အမျိုးသားရဲ့တာဝန်ကိုတူဦးတယောက်ကမှစိတ်ခိုင်းခြင်းမရှိပဲဒီချင်းမျိုးသမီးကဆက်လက်တာဝန်ယူပြီးဆောင်ရှောက်နေတာပါအင်္ဂလိပ်အစိုးရကသူ့မျိုးသားကိုပေးခဲ့တဲ့လူအားကများကိုလည်းအခုလိုလေဘင်းမှာစီချိတ်ပြီးဒီချင်းမျိုးသမီးရဲ့ဘဝဟာလည်းဒီဘိုးတန်းကြီးညှို့နှံထားတဲ့သူ့မျိုးသားရဲ့အုပ်ကူပေးမှာ
အဆုံးသတ်ဖို့စိတ်ဆုံးဖြတ်ပြီးဖြစ်ပါလိမ့်မယ်ဒီဘိုရဲကြီးဟာပြင်ဦးလင်ကလောမျိုးများမှာတွေ့ရတဲ့ကိုလိုနီခေတ်အဆောက်အဦပုံစံတိုင်းပါကျန်ဝန်းတဲ့အခန်းကြီးများအခန်းတိုင်းမှာလည်းမီးလင်းပုံများဖြစ်ထည့်သွင်းဆောက်လုပ်ထားပါတယ်ဒီနေ့ကတော့ဒီမှာရေးတိုင်းနေခဲ့တယ်လို့ပြောပါတယ်။ဒီပေါင်းတော့စစ်စီယာနီးပါးရှိတော်ပြီ။ထူးခြားချက်ကတော့သူကခမုံမုံရဲ့ကိုပြားတွေကိုဒိနိုင်အောင်စားလိုက်။အဲ့လိုကားခြင်းနဲ့ကျွန်တော်ထင်ပါတယ်။အထဲမှာလည်းမီးလင်းပုံတွေတွေ့တော့သူကတစ်ချိန်ခါဒီနေရာတော်တော်ကိုကြာပြီကူကအေးတယ်လို့ယူဆမှာ။အဲ့တော့ကာကွယ်နိုင်အောင်အပြင်ပန်တဲ့နယ်မိုးတိုင်းပြီးတော့ဒီပန်လေးကသူကကုတိုက်လိုဟာမျိုးတွေအပေါ်မှာဝေးဝေးခြင်းနဲ့ဒါကပ်ပလက်မျိုးဟောင်းဆိုတာသိချပါမယ်ဒါကနေပြောတာလွတ်လပ်ရေးကြောက်တိုင်းလို့ပုံစံအနေထားရတော့အများကြီးဖြစ်နေပါတယ်အခုတော့လေသူပြသွားပြီအပလက်မျိုးဟောင်းရဲ့လွတ်လပ်ရေးကြောက်တိုင်းဒီတရားအရင်ဒီမှာကံပက်လက်မျိုးဟောင်းရှိနေတော့ပြရခဲ့တယ်ဗျာကံပက်လက်မျိုးဟောင်းနေမြို့တက်ကိုကြောင်းသွားတယ်အဓိကအကြောင်းရင်းကိုအဓိကတော့မသိဘူးနဲ့ဒီမှာရှိတဲ့ဒီမြို့ကန်တွေမေးကြည့်တဲ့အချိန်မှာဒီမြို့တက်ကသွားလာတာတောင်းနေထူတတ်တယ်ဂုံးနဲ့ဂုံးချင်းတွေများတယ်ပြီးတော့စိုက်ကျူးဖို့တဲ့ဒီနေရာမရှိဘူးဆိုပြီးတော့1989ခုနှစ်လောက်မှာဒီပြည်နဲ့ဟုတ်အောက်မှာရှိတဲ့ကံပက်လက်မြို့တက်ကိုကြောင်းသွားကြတာလို့ပြောကြတယ်။ဒါလည်းဖြစ်နိုင်ပါလေ။အခုကျွန်တော်ဒီလာပြီးတော့စောက်ကြည့်သွားကြည့်တဲ့အချိန်မှာဒီညပြမှုတဲ့နေရာတနေရာမှမတွေ့ရဘူး။အကုန်လုံးကဂုံးဆောင်နေပြီပါ